အားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့မှဆိုရင်တော့ဆိုင်းဆရာဝင်းဘိုရဲ့ပု္ပ္ပာဆန်တော်လူကြီးမင်းဆိုတဲ့ BN ဇလန်းကိုအခန်းဆက်ဖတ်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာနားဆင်အားပေးပါဦးဒီနေ့မှာတော့ကျွန်တော်ရဲ့အလုပ်ခွင်ရှိရာကိုဝမ်တင်ဝမ်အမည်ရှိလူတစ်ယောက်ရောက်ရှိလာပါတယ်ကျွန်တော်ဘဝကိုဒီလိုပဲအစားကြည့်လိုက်ရမလားဦးငယ်ဟုတ်ပါတယ်သူ့နာမည်ကကိုဝမ်တင်ဝမ်ပါထူးဆန်းတဲ့သူ့နာမည်ကိုဘယ်သူကြားဟင်းငယ်နဲ့ပြန်မိကြမှာပါကျွန်တော်လည်းထိုထဲမှာပါပါတယ်ကိုဝမ်တင်ဝမ်ကတနေ့တည်းထဲကျွန်တော်တို့စီကိုရောက်လာတာမဟုတ်ပါနေ့စဉ်ရက်ဆက်လာတတ်ပါတယ်လာတိုင်းလဲညနေဆောင်အချိန်လာခြင်းဖြစ်ပြီးတခြားအချိန်တွေမှာသူ့အနံ့ရှူရဖို့စဉ်းစားထားလို့တောင်မရပါကျွန်တော်တို့စီလာတယ်ဆိုလို့ကျွန်တော်စီကိုလာတာမဟုတ်ပါကျွန်တော်အမေရဲ့အငယ်ဆုံးမောင်ဖြစ်သူဦးငယ်စီကိုလာတာပါသူ့နာမည်ကတော့ဦးကျော်မင်းဟန်ကျွန်တော်ဦးလေးမို့ဦးငယ်လို့ခေါ်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကမိသားစုပိုင်ကော်ဖီပွဲရုံလုပ်ငန်းကိုလုပ်ပါတယ်ကျွန်တော်မိဘကပြင်ဦးလွင်တခွင်ကကော်ဖီချန်အလုပ်ကိုလုပ်ပြီးအမေမောင်အငယ်ဖြစ်တဲ့ဦးငယ်ကတော့ပွဲရုံကိစ္စအဝဝကိုဟိုးထိပ်ဖြာကနေအောက်ခြေအထိထဲထဲဝင်ဝင်လုပ်သူပါအဖေကျေးဇူးကြောင့်ကျွန်တော်လဲကူလီဝင်ထမ်းနေရတာပေါ့ဗျာသူလှုပ်စာထိုင်စားပြီးဘဝမိမှဆိုလို့တဲ့မတ်ပီရောပဲဦးငယ်ကအရက်ထောင်တော်မောင်းမောင်းနဲ့ရုပ်ရည်လဲချောပါတယ်မယားကြီးများပြီးလူပြိုဖြစ်နေသူပါအမေကတော့သူမွေးထားတဲ့သားသမီး9ယောက်ထဲသူ့ရဲ့တဦးရီသောမောင်ကိုပို့ချစ်နေသူတယောက်ပေါ့အမေကျေးဇူးကြောင့်ဦးငယ်အိမ်တော်မကြတာလဲပါပါတယ်သူ့မောင်ကိုငယ်သေးတယ်တဲ့တကယ်တော့ဦးငယ်ရဲ့အသက်က35နှစ်ကျွန်တော်ကတော့25နှစ်ပါအမေအပြူရွယ်ရောက်မှအဖွားကဦးငယ်ကိုမွေးတာတဲ့ဦးငယ်အကြောင်းကြားထားတော့ကိုဝမ်တင်ဝမ်ရဲ့အကြောင်းကိုဆက်မှာရတော့မယ်သူနဲ့ဦးငယ်နဲ့စုံမုံကဒီလိုပြကိုဝမ်တင်ဝမ်ကမန္တလေးမြို့ရဲ့အထင်ကရဒဇိုင်းရိုက်ဗနိုင်းဆိုင်တစ်ခုမှာ graphic designer လုပ်နေတာပါဆိုင်ကထွက်သမျှဒီဇိုင်းတွေကကိုဝမ်တင်ဝမ်ရဲ့လက်ရာလို့ပြောပါတယ်ကျွန်တော်ကကိုယ်တိုင်မမြင်ရတော့ကြွားတယ်ပဲထင်မိတာပါဒီနေ့မှာအမေနဲ့ဦးငယ်ကအသစ်ထပ်ထုံးမဲ့ကော်ပီထုတ်ဒီဇိုင်းတစ်ခုကိုတွားအပ်ကြတယ်ကိုဝမ်တင်ဝမ်လုပ်နေတဲ့ဆိုင်မှာတွားလုပ်ကြတာပါအဲ့ဒီမှာပဲကိုဝမ်တင်ဝမ်ကရုပ်ချောပြီးခန့်ညားတဲ့ဦးငယ်ကိုဓာတ်ကြသွားပါလေရောဗျာအမေတို့အပ်တဲ့ကော်ပီတစ်စိတ်ကိုအကြောင်းပြပြီးဦးငယ်စီကိုထပ်တယ်လဲဖုံးဆက်တယ်ဒီဇိုင်းဆွဲထားတာကိုလာကြည့်ဖို့ဆက်ထားတယ်အမေကဖြင့်သူဒီဇိုင်းကိုပထမဆုံးအချိန်ကလေးကကြိုက်လွန်းလို့အိမ်မှာသူ့ကိုချီးကျူးနေပြီသူကတော့သူဒီဇိုင်းသူမကြိုက်ဘူးဖြစ်နေပါတယ်တဲ့ကော်ပီတို့ကိုအကြောင်းပြုရာကနေဦးငယ်နဲ့ကိုဝမ်တင်ဝမ်တို့ရင်းနှီးတော့ပါလေရောအမေကလည်းကိုဝမ်တင်ဝမ်ကိုအတော်သဘောကျပါတယ်ကိုဝမ်တင်ဝမ်ကစကားပြောတော်တော်ကောင်းသူကိုဗျာကျွန်တော်အမေကိုများတီနဲ့ပါဇက်ကမချဘူးသူ့မှာဦးငယ်စီကိုလာတိုင်းလက်ဆောင်တစ်ခုမဟုတ်တစ်ခုတော့ပါလာတတ်ပါတယ်အလုံးအပ်တဲ့သူတွေကကျေးဇူးတင်လို့ပေးခဲ့တဲ့ဟာတွေပါတဲ့ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကတော့ခလီတောင်သိပါတယ်ဦးငယ်ကတော့ညီလေးရေနောက်တစ်ခါယူလာမယ်ဆိုရင်ဒီကိုမလာနဲ့တော့တဲ့သူယူလာတဲ့မုံတွေကိုဦးငယ်လည်းမစားပါဘူးကျွန်တော်နဲ့ပွဲရုံကအလုပ်သမားတွေပဲစားတာပါသူလည်းသိပါတယ်ကျွန်တော်ဆိုသူယူလာတဲ့မုံတွေကိုသူ့ရှိမှတင်ထိုင်စားပြစ်တာသူကတော့စိတ်ဆိုးဟန်လည်းမပြပါဘူးပြောရအောင်မယ်ဦးငယ်ကိုလာကြောင်းနေဆိုလို့ကိုဝမ်တင်ဝမ်ကအချောက်တယောက်တော့မဟုတ်ပါဘူးရုပ်ရည်အတော်ချောတဲ့အပြင်အသားကြီးကလည်းဝန်းဝါနဲ့ပါအရက်ကတော့ဦးငယ်ထဲပူပြီးကျွန်တော်နဲ့အတူတူလောက်ပါပဲစမတ်ကြတယ်တေးတတ်တယ်ကိုလုံးတောင်းတယ်စကားပြောချူတယ်သူစကားပြောတာနားထောင်ရင်ရေရတယ်ဗျကျွန်တော်တို့မကြားဘူးတဲ့အတုံးလုံးတွေကိုလည်းသူထည့်သုံးတတ်တယ်သူကတော့တမင်ထည့်သုံးတာမဟုတ်ဘူးတဲ့စာအရန်ဖတ်တဲ့အကျိုးကျေးဇူးလို့တော့ပြောပါတယ်ကျွန်တော်ကတော့မယုံပါဘူးကျွန်တော်ကမိသားစုရဲ့ကျေးဇူးနဲ့ပွဲတစ်ခုရခဲ့ရုံမှအပါစာဖတ်သူလည်းမဟုတ်ဘူးလေဦးငယ်ကသူလာရင်ခက်တီတီနေပါတယ်သူကလည်းခန္ဓာကိုယ်ကသာခက်တီတီနေပြီးတော့စကားကတော့ကြရားရည်လို့ပြောပြီးတော့ပွဲရုံအလုပ်သိမ်းကနေမိုးနေချုံမှပြန်တတ်ပါတယ်တပတ်ကို3ရက်အနည်းဆုံးလာတတ်ပြီးတော့တချို့အပတ်တွေဆိုရင်ရက်ဆက်ကိုလာလေတတ်ပါတယ်ဦးငယ်ကဘလို့နေတယ်လဲမသိပေမဲ့သူလာပြီး3လမြောက်နေမှာတော့သူ့ကိုကျွန်တော်စိတ်ဝင်စားလာပါတယ်ခါတိုင်းလိုရေရလို့ချောလို့စိတ်ဝင်စားတာမျိုးမဟုတ်ဘဲနဲ့ရင်ထဲကနေစိတ်ဝင်စားလာတာမျိုးပါကျွန်တော်ကအိမ်မှာဘလို့နေကန့်တက်ချုပ်ချယ်ခံရမဲ့သူမဟုတ်ဘူးလေကိုဝမ်တင်ဝမ်ကိုစိတ်ဝင်စားကြောင်းအမေကိုပြောပြတဲ့နေ့ရဆိုအမေကခွတ်ထိုးခွက်လန်ရေးပါတယ်ငါသားရေအမေကလူကဲခတ်မညံ့ပါဘူးတဲ့ဟုတ်ပါတယ်အမေကတော်တော်ခင်မိသူပါလာလာလန်းရုပ်ရှင်ကိုလည်းကြည့်တတ်တယ်လို့ခေါ်မိပိုင်ရွာနေ Brokeback Mountain လို့ကားမျိုးကိုလည်းကြည့်ပါသေးတယ်ဒီနေ့ကိုဝမ်တင်ဝမ်ကဦးငယ်နဲ့စကားပြောနေတော့ကျွန်တော်ကအရေးစွန့်သွားပြီးကိုဝမ်တင်ဝမ်ကိုစိတ်ဝင်စားနေတဲ့အကြောင်းသွားပြောလိုက်ပါတယ်သူရောဦးငယ်ရောအံ့ဩကြီးနဲ့ကျွန်တော်ကိုကြည့်နေကြပါတယ်
သူတော်တော်ဒေါသထွက်သွားဟန်တော့တူပါတယ်ဝုန်းကနေနဲ့ထပြီးကျွန်တော်ကိုလက်သီးနဲ့ထိုးလိုက်ပါတယ်ငါ့ကိုဘာအတန်းစားမှတ်လဲကလေးကလေးစကားပြောဆိုပြီးတော့လဲကျွန်တော်ကိုပြောဆိုပြီးစပင်ကိုစောင့်ဆွဲလိုက်ပါတယ်တကယ်ကသူလဲကျွန်တော်ထက်အနှဲငယ်သာကြီးတာပါကျွန်တော်အန်လဲအန်အော်ရဲရှက်လေးရှက်နဲ့ကြောင်တောင်တောင်ဖြစ်နေတော့မှဦးငယ်ရဲ့ဇပွဲပေါ်ကစာရွက်နဲ့ဘောပင်ကိုယူပြီးတော့သူကချရည်နေပါတယ်အမည်တွေအသက်တွေဝါသနာဖြစ်ဖူးတဲ့ယောဂအကြောက်ဆုံးယောဂမကြိုက်ဆုံးတဲ့တော့အကြိုက်ဆုံးတရိษံစသဖြင့်အချက်20ခန့်ကိုချရည်ပါတယ်တချို့အချက်တွေကိုအဖြေတန်းရေးပေးပြီးတချို့အချက်တွေကိုတော့ကွက်လက်ချန်ခဲ့ပါတယ်သူအားရအောင်ရေးပြီးတာနဲ့စာရွက်နဲ့ဘောပင်ကိုလှိပ်ပြီးကျွန်တော်မျက်နှာကိုပြစ်ပေါက်လိုက်ပါတယ်ဒေါသလက်ကြီးနဲ့စကားတွေလည်းပြောပါတယ်အားလုံးကိုမမှတ်မိပေမဲ့မမိတဲ့လောက်ကိုပြန်ပြောပြပါမယ်။ဟောက်ဒီမှာရော့ဒီမှာအချက်လက်တွေအားလုံးကိုဖတ်ပြီးမှငါ့ကိုလာကြိုက်မင်းဦးလေးကိုငါကြိုက်နေတဲ့ထင်ပြီးတော့ငါ့ကိုစော်ကားတာမျိုးထပ်မလုပ်နဲ့။ဦးငယ်ကငါအကြိုက်လည်းမဟုတ်ခင်လုံးလို့လာလဲတာမင်းငါ့ကိုကြိုက်မယ်ဆိုရင်ချမ်းသာအောင်အရင်လုံးညလေငါကချမ်းသာတဲ့သူကိုမှကြိုက်ချင်တာမင်းငါ့ကိုတကယ်ချစ်တာလို့ငါယုံနေနေကြရင်တော့ငါမှဖြေထားတဲ့အရာတွေကိုမင်းကိုပြောပြမယ်။အစရှိတဲ့စကားတွေအပြင်တခြားလည်းပြောသွားပါသေးတယ်။သူ့ဒေါသကိုမမြင်ဘူးတဲ့ကျွန်တော်နဲ့ကျွန်တော်ဦးလေးတို့ကသူပြန်သွားသည့်တိုင်မယုံနိုင်စရာဖြစ်နေကြရပါတယ်။ကိုဝန်တိန်ဝမ်းဟာယဉ်ကျေးပြီးအစ်စ်တက်အောင်ပြောနိုင်တယ်လို့တခါတရံပွဲရုံကိုလာဝယ်တဲ့ကုန်သည်တွေကိုလည်းသူကပဲရှင်းပြရောင်းချသွားတတ်ပါသေးတယ်။ကော်ဖီအကြောင်းသူဘယ်လိုလေ့လာထားသလဲဆိုပြီးတော့တောင်းကျွန်တော်တို့ကိုအံ့ဩအောင်လုပ်ပြနိုင်သူပါ။ကျွန်တော်ကငငယ်တည်းကရွှေစုံကြိုက်ပြီးတော့မွေးလာသူပါ။မောင်နှမ9ယောက်ထဲမှာအငယ်ဆုံးမို့လို့အလိုလိုက်ခံရဆုံးသူပေါ့။အဖေနဲ့အမေကမန္တလေးမြို့ရဲ့အလဲလက်တန်းမိသားစုကနေလာသူပေမဲ့စီးပွားရေးအကွက်မြင်တက်လို့မိမျိုးတခွင်မြေကွက်တွေကိုဝယ်ထားရကနေကျွန်တော်တို့အိမ်ရဲ့စီးပွားရေးကအတီတကျဖြစ်သွားခဲ့တာပါဒါတောင်အလိန်ခံရတဲ့မြေကွက်တွေကြောင့်မနှဲဆုံးရှုံးခဲ့ရတယ်လို့လည်းသိရတယ်ကိုချန်တွေကော်ဖီတွေအပြင်တခြားချန်ကကော်ဖီဆေးတွေကိုလိုက်ဝယ်ပြီးတော့လဲစီးပွားရေးလုပ်ပါတယ်မိသားစုအမွေပုံအပြင်ကော်ဖီမဆိုင်တဲ့တီချားချန်တွေလည်းရှိပါတယ်ကျွန်တော်တို့မောင်နှမအားလုံးကိုတယောက်တစ်ခွက်စီအမွေပေးထားပြီးသားပါအကိုနှစ်ယောက်နဲ့အမတယောက်ကအိမ်အောင်ကျပြီးတော့သူတို့မြေကွက်မှာသူတို့အိမ်ဆောက်နေကြပေမဲ့ကျွန်တော်ကတော့အိမ်မဆောက်ပဲစိုက်ပျိုးရေးသမားတွေကိုငှားစားထားလိုက်ပါတယ်။ဆောင်းရာသီတိုင်းမှာကုချန်ကိုငှားထားသူတွေကစတော်ဘယ်ရီအာလူးတွေစိုက်ကြပါတယ်။ဒီလိုဇက်စုံခင်းပြရဲဆိုတာကကျွန်တော်မှကိုပိုင်ဝင်ငွေအတန်အသင့်ရှိတယ်ဆိုတာကိုပြောပြချင်လို့ပါ။ဒါတွေကိုကိုဝန်တိန်ဝမ်းမသိခဲ့ပါဘူး။သိအောင်လဲသူစူးစမ်းလိုက်မယ်လို့လည်းမထင်မိပါဘူး။ကျွန်တော်ကိုယ်တိုင်ကလည်းတာမန်ပွဲရုံကအလုပ်သမားဟန်ရှိနေတာကြောင့်လည်းဖြစ်ပါလိမ့်မယ်။ထိုနေ့ကစပြီးတော့ကိုဝန်တိန်ဝမ်းတယောက်ပျောက်ချင်းမလားပျောက်သွားပါတယ်။ပွဲရုံဘက်ကိုလည်းလာမလဲတော့ပါဘူး။ကျွန်တော်ကိုယ်တိုင်သူ့ကိုစော်ကားမိသလားဘာလားမသိနိုင်။ဝေခွဲရခက်နေပေမဲ့စိတ်မကောင်းဖြစ်နေရသူတူပါ။ဦးငယ်ကတော့သဘောကျရင်သူနဲ့ရင်ဆိုင်တွေ့ပြီးတော့ဖြေရှင်းကြဖို့တိုက်တွန်းပါတယ်။အမေကတော့ကျွန်တော်တို့သမိုင်းကိုတေချာမသိပေမဲ့စီဝါရေးသမားပြီးအနှင်းငယ်တော့ရိတ်စားမိလိမ့်မယ်လို့ထင်ပါတယ်။